နံပါတ်4လုံးကန်ဆယ်မဲလောက်တဲ့ဟာလေးကအကုန်လုံးကန်ဆယ်မဲတွေပို့နေကြပြီပေါ့နော်ဒါပေမဲ့တချို့နံပါတ်4လုံးကိုဘယ်လိုပို့ရမလဲဆိုတာမသိတဲ့သူတွေအတွက်ကိုလည်း Smile ကတေချာလေးရှင်းပြပေးခြင်းနဲ့အဲ့တော့အားလုံးပဲမင်္ဂလာပါရှင်အလူတန်းနေတဲ့ဆိုပြီးတော့ဝေဖန်တဲ့သူတွေကိုတက်ဖြတ်လိုက်တဲ့ Smile နံပါတ်4လုံးကိုဘယ်လိုမျိုးပို့ရမလဲဆိုလို့ရှိရင်အရင်ဆုံးဒီ app ကလေးကို Smile Online Cinema ဆိုတဲ့ဒီ app ကလေးကိုတွားပြီးပြီးသွားလို့ရှိရင်ဒီ app မင်္ဂလာပါပရိသတ်ကြီးပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့မြန်မာပြည်မြစ်ကြီးနားမှာယူရီကြီးလို့ရေဘေးသင့်ပြည်သူတွေကိုတထင်းမကြီးစမိုင်းကမြန်မာငွေ55သိန်းပဲလူလို့လူမှုကွန်ရက်မှာပြည်သူတွေရဲ့ပြင်းပြထန်တဲ့ဝေဖန်မှုကိုအပြင်းထန်ခံနေရတာပဲဖြစ်ပါတယ်တထင်းမကြီးစမိုင်းကရှင်းစရာလည်းမလိုလို့အမြဲတမ်းဘာအရာကိုမှမရှိဘူးအခုတော့စေတနာကိုရချိုးရုံမကစောကအပုတ်ချနေလို့ပြန်ပြောရမယ်ကျမလောက်အလူတွေအများကြီးလုံနေတာနေရာဒေသမရွေလူနေတာကိုဆရာဝန်လို့ဘေးထိုင်ပူပြောပြီးတော့နေသလေးများတဲ့ကိုယ်တိုင်တပြားသားမှမလို့တဲ့လူတွေကိုစိတ်တူလို့စောက်စရာကြီးများတဲ့တိုင်ပြည်လို့ပြောတာကိုစားစရာမရှိတဲ့တိုင်ပြည်လို့ကိုလိုရာဆွဲတွေးပြီးတော့ရိုင်းဆိုင်တဲ့လူတွေကိုပြောချင်တာကကျမကမြန်မာပြည်မှာမွေးပြီးတော့မြန်မာပြည်မှာပဲကြီးလာပြီးတော့ချမ်းသာလာတာမြန်မာပြည်ကလူတွေကိုအမျက်မပြလူနေတာလူတိုင်းသိတယ်မိသားစုအမျိုးတွေလည်းရှိနေတယ်ကျမချစ်တဲ့တိုင်ပြည်ကိုစားကြမရှိတဲ့တိုင်ပြည်လို့ပြောရအောင်ကျမမရိုင်းဘူးဆိုပြီးတော့လူမှုကွန်ရက်ကနေပြောထားတာပဲဖြစ်ပါတယ်ရှင်စမိုင်းကသူ့ရဲ့လူမှုကွန်ရက်ကနေတက်ဆင်ဝေဖန်သူတွေကိုအရန်အဆိုင်တွေဆိုပြီးတော့ပြင်းပြင်းထန်ထန်ပြန်လည်တုတ်ပြန်လိုက်ပါသေးတယ်အရန်ဆိုင်တွေရဲ့ကိုလူရဆွဲတွေ့ပြီးပြောနေကြတာတွေကိုရက်တန်းကရပ်ဖို့ပြောခြင်းနဲ့ဘသူပါပြောအခုလဲလူမဲနောက်လဲလူနေအောင်မှဖြစ်တဲ့အတွက်အကုသူတွေယူပြီးတော့ငရဲမယူကြဖို့ပြောခြင်းနဲ့ဆက်ဆက်ရက်ကမှတဲ့တိုင်းပြည်လို့စောက်စရာကြီးများဆိုပြီးတော့လူတိုင်းပြောနေကြစကားကိုကိုရီတော်မှစာလုံးနဲ့စလိမ်မာတာနဲ့ကဘာပြက်မတဖြစ်သွားတာတမင်းဆွဲတွင်းနေကြတာဆိုပြီးတော့သူမအပေါ်ဝေဖန်နေတာတွေကိုလူမှုကွန်ရက်ကနေတက်ဖြစ်လိုက်တာပဲဖြစ်ပါတယ်ပထမတစ်ခါတော့ကတော့တထေးမကြီးစမိုင်းကလူနေတာကိုဘေးထိုင်ဆက်ဆက်ရက်ကမှတဲ့အတိုင်းပြီးဒါနောက်ဆုံးလူတာပဲဘိုင်ဆိုပြီးတော့သူရဲ့လူမှုကွန်ရက်ကနေ post တင်ခဲ့ပါသေးတယ်အဲ့ဒီပေါ်ပြည်သူတွေကတထေးမကြီးစမိုင်းအပေါ်မှာပြပြနေနေကိုဝေဖန်ပြောဆိုခဲ့ပါတယ်အဲ့လိုအမျိုးပေါင်း16000လောက်နဲ့ဝေဖန်ခံရအပြီးမှာတော့စမိုင်းကသူ့ကိုဝေဖန်သူတွေကိုနောက်တစ်ချိန်အခုလိုမျိုးလူမှုကွန်ရက်ကနေထပ်မံဖြည့်ထားတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကသူ့ရဲ့အသက်40ပြည့်မွေးနေ့မှာတော့ခင်မိုးဖြစ်သူကိုပြစ်မောင်စီကမြန်မာငွေကျပ်သိန်း8000ကျော်တဲ့အကန့်အသတ်နဲ့ပဲထုတ်တဲ့အိတ်တစ်ခုကိုလက်ဆောင်ရခဲ့တာကြောင့်ခင်မိုးဖြစ်သူကိုလူပုံအလဲထိုင်ကြော့နေတဲ့တထေးမကြီးစမိုင်းဟာအမေရိကန်နိုင်ငံမှာရှိတဲ့ LGBT စင်တာတွေကိုအမေရိကန်ဒေါ်လာ1000လူပြီးတော့မြန်မာပြည်ကပြည်သူတောင်းချီဒုက္ခရောက်နေရတဲ့မြစ်ကြီးနားရေဘေးကြမှာအမေရိကန်ဒေါ်လာ1000ကျော်လောက်ပဲလူတာနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကအဲ့အလူနှစ်ခုကိုနိုင်ရှင်းပြီးတော့အတော်မတက်နိုင်အောင်ဝေဖန်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။တထေးမကြီးစမိုင်းကတော့သူ့ရဲ့အသက်40နှစ်ပြည့်မွေးနေ့အဖြစ်မြန်မာပြည်ကအောင်စမြူကျောင်းမှာတန်ခါအပါ900တို့ကိုနေ့စဉ်သင်္ကန်းဝတ္ထုငွေများကတ်လူပူဇော်ခဲ့တယ်လို့လည်းပြောထားပါသေးတယ်။အဲ့ဒါအပြင်အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားမှာလည်းအမေရိကန်နိုင်ငံဗုဒ္ဓဘာသာသာသနာထွန်းကားရေးတရားထိုင်ပရိစိတ်အတိတ်ထံတရားကျင့်စဉ်တွေပြုလုပ်နိုင်ရန်အတွက်ရွှေပြည့်ချမ်းသာတိတကာကျောင်းကိုလည်းလူဒန်းခဲ့တယ်လို့လည်းပြောထားပါသေးတယ်။အမေရိကန်နိုင်ငံတွေမှာကျောင်းတစ်ကျောင်းလုံးအပြင်ရာသက်ပံရေမီကဲအင်တာနက်သုံးစွဲဖို့အတွက်လစဉ်လူငွေတွေပါလူဒန်းခဲ့တယ်လို့လည်းတထေးမကြီးစမိုင်းကသူ့ရဲ့လူမှုကွန်ရက်ကနေပြောထားပါသေးတယ်။တထေးမကြီးစမိုင်းကအခုလက်ရှိအမေရိကန်မှာနေထိုင်ပြီးတော့တိမ်ပေါင်းတောင်းချီတန်တဲ့တန်မိုးကြီးအိတ်တွေနဲ့တန်မိုးကြီး branded ပုံစံမျိုးစုံနဲ့စီးစိမ်ခံပြမှုတွေကြောင့်ပဲလူသိပိုများလာတာပဲဖြစ်ပါတယ်။မကြာခဏဆိုသလိုသူမရဲ့ပိုင်ဆိုင်မှုတွေကိုလည်းလူမှုကွန်ရက်ကနေတဆင့်ထုတ်ပြနေလို့လည်းအားကျနေသူတွေလည်းရှိနေပါတယ်။မြန်မာတယောက်ဖြစ်ပြီးတော့အချမ်းသာဆုံးစီးဝင်တယောက်ဖြစ်လို့လည်းပြည်တွင်းမှာရှိတဲ့မြန်မာတွေကတော့ဂုဏ်ယူနေရသူပဲဖြစ်ပါတယ်။ပြီးတော့နေချင်းညချင်းကြီးဝါချမ်းသာသွားတဲ့စမိုင်းတို့လိုဘဝမျိုးကိုလည်းအားကျနေကြတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့တထေးမကြီးစမိုင်းကငွေကိုရေလိုသုံးနေပြီးတော့ကဘာကျော် branded ပစ္စည်းတွေကိုပဲသုံးစွဲပြီးတော့လူမှုကွန်ရက်ပေါ်မှာမကြာခဏဆိုသလိုကျွနေတာပဲဖြစ်ပါတယ်။အခုတစ်ခါမှလည်းအမျိုးသမီးများအားအိမ်တွင်အကြမ်းဖက်မှုပပျောက်ရေးနဲ့နေနေရေးတို့ကိုအဓိကကူညီလှုပ်ရှားပေးနေတဲ့ USA ကတထေးမကြီးစမိုင်းကိုဘောမမတယောက်အဖြစ်ပါဝင်ရန်ဖိတ်ကြားခြင်းခံရလို့လည်းအရန်ကိုဂုဏ်ယူဝဲမြောက်နေတဲ့ဆိုပြီးတော့လူမှုကွန်ရက်ကနေပပလေးနဲ့ကြားလုံးထုတ်ထားပါသေးတယ်။အဲ့ဒီအဖွဲ့မှာတော့တထေးမကြီးစမိုင်းကအမေရိကန်မှာသာမကပဲအာရှဒေသမှာရှိတဲ့မိခင်တဲ့ကလေးတွေအတွက်အလုံနဲ့ပညာရေးပိုင်းဆိုင်ရာကိစ္စတွေအပါအဝင်အခြားသောလူမှုရေးကူညီမှုများကိုပါလှုပ်ဆောင်သွားမယ်လို့လည်းပြောထားပါသေးတယ်ရှင်။